ချစ်တငယ်ချင်းများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဖုန်းအကြောင်းနည်းနည်းပြောပြမယ်နော်ဥပမာအကိုဖြစ်ညီမငယ်ညီငယ်လေးပဲဖြစ်နော်ဖုန်းတစ်လုံးလုံးဖုန်းတစ်ခုလိုချင်တယ်ပဲမျိုးစားပဲဖြစ်အခုပေါ်နေတာအိုင်ဖုန်းတော်တော်များများညီငယ်ညီမငယ်တွေတော်တော်များများလူတော်တော်များများအိုင်ဖုန်းကိုလိုချင်ကြနော်ကျွန်တော်အိုင်ဖုန်းအကြောင်းနည်းနည်းပြောပြမယ်iPhone ကင်မရာထဲမှာအကောင်းဆုံးကဖုန်းက iPhone ပဲကင်မရာနော်ဘယ်မျိုးစားမှ iPhone ကင်မရာမမှီဘူးအကူ iPhone သုံးခဲ့တာကြွားတာမဟုတ် iPhone မှာကောင်းချက်ရှိတယ်လို့မကောင်းချက်တယ်လည်းအများကြီးရှိတယ်နော်ဂိမ်းဆော့တဲ့ညီတွေဆိုရင် iPhone ကင်တာစင်မပြေဘူး iPhone မှာအားတအားကြီးမခံနိုင်ဘူးပြီးတော့ဂိမ်းဆော့တဲ့ညီတွေဆိုလည်းဖုန်းကတအားပူတယ် iPhone ဆိုတာဖုန်းတအားပူတယ်ပြီးတော့နောက်တစ်မျိုးကတော့စိုးကွက်နောက်တစ်မျိုးက iPhone ဝယ်မယ်ဆိုရင်သူ့ရဲ့ Studio Memory ကအများဝယ် GB နဲ့ရင်တက်ပုံရိုက်ချင်တဲ့ညီတွေညီမတွေနော်အခုပြောပြမယ်တက်ပုံကြိုက်တာပဲဖြစ် Blogger ရိုက်တာပဲဖြစ်ဗီဒီယိုတင်တာပဲဖြစ်နော် TikTok ကတာပဲဖြစ်ဝယ်ရင်အခုပြောချင်တာသူ့ရဲ့memory SD များတာဝယ်နည်းရင်စင်မပြေဘူးဘာဖြစ်လို့သူပြည့်လွယ်တယ်နော်ဒီ Android ဖုန်းနဲ့မတူ iPhone ကတချို့ရထားတယ်ဝယ်ထားလိုက်တယ်ပုံနေပါတင်လှချင်းတင်ချင်းလို့128ဝယ်လိုက်တယ်ညီတို့ကြမခံဘူးအဲ့ဒါသူပြည့်သွားမယ်သူပြည့်သွားရင်ညီတို့ဒုက္ခရောက်မယ်ခါတလေ Facebook ဆော့တာတို့သူက lock သွားမယ် lock ကြတက်တယ်ခဏပဲပြီးတော့ကပ်ပြည့်ရင်ဖုန်းကတန်းရှင်းရလို့ရမယ်တကယ်မလို့တဲ့ရင်အဲ့ဒါကွာကြပြီဒီမှာကိုကင်ထား iPhone နော်ကြွားတာမဟုတ်နော်ဒီမှာ iPhone လုံးဝအနာစမရှိဘူးအတစ်ပဲနော်ဒါပေမဲ့ကိုနဲ့မ accept တော့လို့ကိုက iPhone မကောင်းလို့ပြောတာမဟုတ် iPhone ကကောင်းတယ်ဆိုတာအလုပ်ခွေမှာတုံးတာ hack dog တွေပါတယ်ပို့တာကောင်းတယ် file တွေပါတယ်ပို့ရင်ကောင်းတယ်သူချင်းမျိုးစားတူရင်ကောင်းတယ်ချားဟာနဲ့ဆိုအဆင်မပြေဘူးကိုပြောပြမယ်ဖုန်းဝယ်တော့မယ်ဆိုရင်ကိုနည်းနည်းပြောပြချင်တယ်နော်ကိုရဲ့ဖုန်းဝယ်တခုဝယ်မယ်ဆိုတေချာစစ်စာမှန်မလုပ်တတ်တဲ့ညီကိုတွေကိုပြောပြတာနော်စာမှန်ဖုန်းထဲမှာပါတယ်ပေးလဲအတွင်းကျိုးပေးမလားခုခေတ်ပေါ်တာတချို့ကမပေးကြအောင်နော်ဝင်တေချာမေးအတွင်းတို့ရှိလားဘက်ထရီတွင်းဟာတို့နှစ်ချက်တို့ပေးလာပြီးတော့ဖုန်းကရေဆိုခံမလားနောက်တစ်မျိုးတော့ကင်မရာဘယ်လောက်ထိရှိတယ်ကင်မရာဘယ်လောက်ထိရှိတယ်ကြည့်ရမယ်နော်ချစ်ညီကိုတို့ပြီးတော့ဖုန်းရဲ့သူ့ရဲ့ဒီမျိုးနော်ကိုဘယ်လိုပြောပြဒီမျိုးအနာစရရှိရတေချာစစ်ဖုန်းတစ်ခုဝယ်မယ်ဆိုရင် live ပေါ်မှာတွေ့တဲ့ဖုန်းတွေရှောက်မဝယ်နဲ့ညီကိုတို့ဝယ်မယ်ဆိုကုမ္ပဏီတက်ဝယ်တာကောင်းတယ်တချို့ကဆေးရှော့တာတို့ဟိုတာလက်ဆောင်ပေးဒီတာလက်ဆောင်ပေးတကယ်ဖုန်းကကိုတုံးကြည့်မှကိုသိရမယ်ကုမ္ပဏီသူ့ရဲ့ကုမ္ပဏီမှာဝယ်ဆိုတာအကောင်းဆုံးပဲညီကိုများကိုဆရာကြီးလောက်တာမဟုတ်နော်ဒါကိုရဲ့အတွေ့အကြုံကိုပြောပြတာတိတဲ့လူကကြော်ကမတိတဲ့လူဆိုကိုလာမဝင်ဆဲနေနဲ့ comment မှာနော်မင်းတို့ဆဲတဲ့ queue မဆိုင်ဘူးကိုကမဆဲတဲ့ queue မဆိုင်ဘူးဒါပေမဲ့ကိုသမင်းကိုစားရင်ကိုအေးဆေးနေကြတချို့ကဆဲတယ်ကျွန်တော်တခုတင်တော်တော်များဆဲတာနော်ကျွန်တော်ကြည့်ရတာမြန်မာလူမျိုးတွေများတယ်ဆဲတာကျွန်တော်မြန်မာလူမျိုးမဟုတ်လို့မြန်မာလူမျိုးများတယ်လို့မပြောဘယ်လူမျိုးဖြစ်ဘယ်ကိုမဲ့ပဲကြည့်ဆဲတဲ့အပိုင်းမှာကျွန်တော်ကြည့်တာနော်မြန်မာလူငယ်တွေတော်တော်အားနေကြအဖြစ်မယ်ဆဲတယ်အားမပေးချင်နေမဆဲကြပါနဲ့ဒါဘ ഹു တုတမျှဝေပေးတာနော်အားလုံးကိုကြည်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ